အဲ့တော့အမြင်ပဲ ခုကတော့မဟာနခွန်ဆိုတဲ့ဒီဆိုင်ရက်ပြလိုက်ဟုတ်ပါတယ် ကိုကိုခေါ်အောင်ပါသူကအရင်အမြင့်ကြောက်တယ်လို့ပါ โอเคကြောက် Oh my God! အရင်ရင်ခုန်နေရပေါ့တော့ မကြောက်ပါဘူးအဲ့ဟိုကသူကရှောက်ပြောနေဟာကျွန်တော်အမြင်မကြောက်ဘူးကျွန်တော်အမြင်မကြောက်ဘူး အဲ့လိုပြောရင်ကျွန်တော်မယုံဘူး ဟိုဘလို့ရတဲ့အချိန်မှာပေါ့အမြင်ကြောက်တယ်ဆိုပြီးစလိုက်တာ စလိုက်တာ လူလိမ် မင်းတော့အဲ့ဒါရိုက်တာမဟုတ်တိတ်လို့ပြီးတင်လိုက်တာ What the hell ပါပဲမြင်တော့ဒီတိုင်းပါပဲမြင်တယ်ပေါ့ဒီလောက်ပါပဲဘာမှတော့တိတ်တော့feeling တော့တိတ်မရှိပါဘူးဒီလိုပဲဟိုအမြင်ရောက်သွားဆိုအမြင်ရောက်သွားပေါ့နော် What the fuck I love you all. You love I all. ပေါ်နေကြည့်ရှုခဲလှတယ်လေတိုက်တယ်နေလို့ကောင်းတယ်ဒီလောက်ပါ ဟာမင်းကဆရာကြီးပဲကွာ ဘာမှမတောက်ဘူးလေဘာမှလည်းမတောက်အရင်တော့ဘာမှလည်းမလုပ်ဘူးစကင်ကဲလည်းမလုပ်ဘူးဘာမှမလုပ်အဲ့လိုပစ်လိုက်ခတ်နေတယ်လက်ဆောင်ပြတောက်ဖြစ်တယ်ပေါ့ဆွဲပြီးတောက်ရတယ်လို့ပြောတယ်အဲ့လိုဆွဲတောက်မှပဲကျွန်တော်တော့ဟိုမတောက်ဖြစ်တဲ့ရက်တွေလည်းတောက်တယ်မတောက်ဖြစ်ဘူးအဲ့လိုတော့ဖြစ် ဘာပြောနေ ဒါပေမဲ့မစိုးလို့တော့ထင်တာပဲကြာပြီးတော့စထုတ်တယ်တောက်ပြီးတော့မလုပ်ဖြစ်ဘူးကြာအဲ့လို၄၅6ထက်အဲ့မျိုးကြီးနေတော့မလုပ်ဖြစ်ဘူးလှုပ်လေဆိုရဲအဲ့လိုတစ်ပတ်လောက်အလုံးလုံးပဲပြီးသွားရင်ဟိုဟာလှုပ်လို့ဒီလှုပ်လို့အိတ်ချင်လို့ပင်းအဲ့ဟိုဟာလှုပ်လို့ဒီလှုပ်လို့အိတ်ချင်လို့ပင်းအဲ့မလုပ်ဖြစ်ဘူးအဲ့လိုဟုတ် ဖောက်ခွားမပြောင်းနဲ့ဟဲ့ တစ်တွေပါလို့ပေးဖို့ရှိတယ် အော်ရှိရကျွန်တော်ဒီပထမတော့ဒီ၄လပိုင်းနဲ့ထွက်မယ်လို့လုပ်တာအခုတော့မမီတော့နေတွေ့၅လပိုင်း6လပိုင်းနဲ့ဖြစ်မယ်လို့တွေ့ကျွန်တော်အခွေအသစ်ထွက်ဖို့ရှိရဟုတ် 你们散了瓜。那我赢了。 ထွက်တဲ့ကောင်ကပြိတ္တတွေတော်တော်များများနဲ့ ချစ်တဲ့ချင်းတွေများတာပေါ့ဟုတ်ပထမခွေတော့ချစ်တဲ့ချင်းတွေများတာပေါ့အားကြောင့်ဒီခွေကတော့အဲ့လိုမျိုးဟိုချစ်တဲ့ချင်းနဲ့တီးတန့်လည်းမဟုတ်ဘူးချစ်တဲ့ချင်းတွေများတာပေါ့ဟုတ်ရတဆုံနဲ့ချစ်တဲ့ချင်းတွေများတာပေါ့ဟုတ်ဟိုတချင်းမျိုးဖြစ်မှာ